သွေးစွန်းနေတဲ့အခန်းကို26နှစ်လုံးပြစ်ထားပြီးမရှင်းတဲ့ဂျပန်နိုင်ငံကအမျိုးသားတဦး1999ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှာဂျပန်နိုင်ငံရဲ့မနက်ခွင်ဟာတာမန်နေ့တစ်နေ့လိုစတင်ခဲ့ပါတယ်။အသက်30နှစ်ရှိတဲ့နာမီကိုဟာခင်ပွန်းဖြစ်သူစာတိုရီအလုပ်သွားပြီးတဲ့နောက်မှာအသက်2နှစ်သားအရွယ်ရှိတဲ့ကိုဟေနဲ့အတူအိမ်မှာရှိနေခဲ့ပါတယ်။မွန်းလွဲနာရီခွဲလောက်မှာအင်ရှင်အဖွားကအသီးအပွင့်တွေပေးဖို့တိုက်ခန်းကိုရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့အခန်းတကားကအနှဲငယ်ဖွင့်ထားပြီးအတွင်းမှာတီဗီတန်ကြားနေရတာကိုတွေ့လိုက်ရပါတယ်။ဖွားကစိတ်မသက်မသာဖြစ်လို့တကားကိုတွန်းဖွင့်ကြည့်လိုက်တဲ့အခါမှာနာမီကိုရဲ့အလောင်းကိုသွေးအိုင်ထဲမှာမောင်းရက်သားတွေ့ရှိခဲ့ပါတယ်။ခန္ဓာကိုယ်ပေါ်မှာဓာတ်ဒဏ်ရာများစွာရှိပြီးလက်နှစ်ဖက်လုံးမှာလည်းတိုက်ခိုက်တားဆီးထားတဲ့ဒဏ်ရာတွေနဲ့ပြည့်နှက်နေပြီးသူမဟာအသက်ဆုံးရှုံးပြီးသားဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့အံ့ဩစရာအကောင်းဆုံးကတော့အခန်းထဲမှာနှစ်သားကိုဟီလည်းရှိနေခဲ့တာပါ။လေးငယ်ကဘာမှမသိတယ်လို့တိတ်လေးထိုင်နေပြီးလက်ထဲကကစားစရာလေးကိုကင်ထားပြီးသူ့အမေသေးဆုံးနေတာကသူ့နာကမီတာအနည်းငယ်ပဲကွာပါတယ်။ရဲတပ်ဖွဲ့တွေစစ်ဆေးကြည့်တဲ့အခါမှာပစ္စည်းခိုးယူမှုမဟုတ်ကြောင်းချက်ချင်းသိလိုက်ရတယ်။အိမ်ထဲကပစ္စည်းအလုံးအပြည့်အစုံရှိနေပြီးဒဏ်ရာပုံစံတွေကလည်းအညိုးကြီးတဲ့လူတစ်ယောက်လှုပ်ထားတာကိုဖော်ပြနေခဲ့ပါတယ်။ထူးဆန်းတာကတော့နာမီကိုရဲ့သွေးမဟုတ်တဲ့သွေးအကြောင်းအရာတွေကိုအိမ်အနက်မှာတွေ့ရပြီး DNA စစ်ဆေးချက်အရာတရားခံကအမျိုးသမီးတဦးဖြစ်ပါတယ်။တရားခံရဲ့သွေးအမျိုးအစားကဘီသွေးဖြစ်ပြီးစပွဲပေါ်မှာနှုတ်ချင်းတပူးရှိပြီးစုပ်တံမသုံးပဲတောက်ကိုကိုက်ဖွင့်ကတောက်ထားတာကိုတွေ့ရှိခဲ့ပါတယ်။သွေးစွန်းဖနက်ရာကအမျိုးသမီးစီးတဲ့တောက်ဖနက် size 24စင်တီမီတာဖြစ်နေပြီးဖနက်ကကိုရီးယားနိုင်ငံကတင်သွင်းလာတဲ့အမျိုးအစားဖြစ်ပြီးဂျပန်မှာဆိုရင်အရန်9000သာရှိပါတယ်။သက်သေတယောက်ကလည်းအသက်40ကနေ55ကြာအမျိုးသမီးတယောက်ကိုသွေးစွန်းအဝတ်နဲ့ပြေးထွက်သွားတာကိုမြင်တွေ့ခဲ့ပါတယ်။သက်သေ DNA သွေးရာဖနက်ရာအားလုံးရှိနေခဲ့ပေမဲ့ဒီအမှုဟာ26နှစ်ကြာမဖော်ထုတ်နိုင်ခဲ့တဲ့အမှုကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့လူတစ်ယောက်ကတော့ဘယ်တော့မှလက်မလျှော့ခဲ့ဘူး။အဲ့ဒီလူကတော့နာမီကိုရဲ့ခင်ပွန်းဖြစ်သူစာတိုရီဖြစ်ပါတယ်။သူဟာနှစ်တိုင်သားဖြစ်သူကိုခေါ်ပြီးလမ်းပေါ်မှာလက်ကန်းစာရွက်တွေလိုက်ဝေပါတယ်။တရားခံကိုဖမ်းမိတဲ့အထိမရက်ဘူးဆိုတဲ့စိတ်နဲ့နေခဲ့တယ်။ထို့တစ်ဖြစ်သူကတိုက်ခန်းကိုမဖြတ်စည်းပဲတန့်ရှင်းရေးမလုပ်ပဲမပြောင်းလဲပဲနဲ့26နှစ်တီငားရမ်းခဲ့ပါတယ်။သွေးစွန်းရာတွေကလေးကစားစရာတွေပစ္စည်းတွေအားလုံးကို1999ခုနှစ်ကအတိုင်းသူကထားရှိခဲ့ပါတယ်။လစဉ်ငွေကြေးတွေအများကြီးပေးပြီးမှုခင်ဖြစ်ပွားရာနေရာကိုထိမ့်သိမ်းခဲ့တာပါ။2025ခုနှစ်မှာရဲတပ်ဖွဲ့အသစ်တစ်ဖွဲ့ကဒီအမှုကိုပြန်ပေါ်ထုတ်ဖို့အတွက်စတင်ခဲ့ပါတယ်။အတိတ်ဆက်ဆံရေးတွေចောင်းတငယ်ချင်းတွေတန်နင်းကလပ်အဖွဲ့ဝင်တွေကိုပြန်စစ်ခဲ့ကြပါတယ်။နောက်ဆုံးမှာကိုမီကိုရာဆူဖူကူဆိုတဲ့အသက်80နီးပါးအမျိုးသမီးတစ်ယောက်က2025အောက်တိုဘာလ30ရက်နေ့ကရဲစခန်းကိုကိုယ်တိုင်သွားပြီးဝန်ခံခဲ့ပါတယ်။ DNA စစ်ဆေးကြည့်တဲ့အခါမှာတော့26နှစ်ကြာသိမ်းထားတဲ့သွေးနဲ့100ရာခိုင်နှုန်းကိုက်ညီနေခဲ့ပါတယ်။တရားခံရဲ့အကြောင်းရင်းကတော့ပိုပြီးဝမ်းနည်းစရာကောင်းပါတယ်။ကိုမီကိုဟာစာတိုရီနဲ့အထက်တန်းကျောင်းတုန်းကတက်နင်းကလပ်တစ်ခုမှာတူတူတက်ခဲ့တဲ့တငယ်ချင်းတစ်ယောက်လည်းဖြစ်ပါတယ်။သူမကစာတိုရီကိုနှစ်ပေါင်းများစွာတိတ်လေးချစ်နေခဲ့ပြီးပဲညှင်းပယ်ခံခဲ့ရပါတယ်။နှစ်တွေကြာပြီးကိုမိသားစုကိုစီရှိသွားတာတော့စာတိုရီကိုမမေ့နိုင်ခဲ့ပါဘူး။တနေ့မှာရနီယန်ပွဲတစ်ခုမှာစာတိုရီကကျွန်တော်အိမ်ထောင်ကြပြီးသားပါ။သားလေးကနှစ်ရှိပြီလို့ပြောလိုက်တဲ့အခါမှာမနာလိုမှုအညိုဆွဲလန်းမှုတွေကသူမကိုထိမ့်မရနိုင်ခဲ့ဘူး။အဲ့ဒီနောက်စာတိုရီမရှိတဲ့စနေနေ့ကိုရွေးပြီးတိုက်ခန်းကိုသွားကနာမီကိုတတ်ခဲ့ပါတယ်။ရည်ရွယ်ချက်ကတခုတည်းပါပဲ။စာတိုရီရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးပစ်ချင်တာပါ။26နှစ်ကြာထွက်ပြေးနေခဲ့ပြီးတဲ့နောက်မှာကိုမီကိုကနေ့တိုင်းကြောက်ရွံ့စိတ်တွေနဲ့အသက်ရှင်ခဲ့ရတယ်လို့ပြောပြီးတောင်းပန်ပါတယ်ဆိုတဲ့စကားတစ်ခုနဲ့ပြောခဲ့ပါတယ်။နောက်ဆုံးမှာတော့နှစ်သားကလေးဖြစ်တဲ့ကိုဟေဟာအသက်28နှစ်အရွယ်လူငယ်တစ်ယောက်ဖြစ်လာပြီးဒီလိုပြောခဲ့ပါတယ်။ဒီနေ့ရလာတဲ့တရားမျှတမှုကအဖေကြောင့်ပါအဖေကဘယ်တော့မှလက်မလျှော့ခဲ့ဘူး။အဖေရဲ့ချစ်ချင်းမေတ္တာကပဲလူသက်တရားခံကိုတရားရင်ဆိုင်စေခဲ့တာပါ။